One day, a lion was sleeping in the forest. A little mouse ran across his body. The lion woke up and caught the mouse. The mouse said, "Please let me go. One day I will help you." The lion laughed but let the mouse go. A few days later, the lion was caught in a hunter's net. He roared loudly. The little mouse heard him. It came and bit the net with its teeth. Soon, the lion was free. အင်္ဂလိပ်စာလေ့လာနေသူတွေနဲ့ကလေးများအတွက်အပေါ်ကချင်းသေးနဲ့ကြွက်ပုံပြင်လေးကိုအခြေခံပြီးဝေါဟာရနဲ့သင်ခန်းစာတွေကိုအသေးစိတ်ရှင်းလင်းတင်ပြပေးလိုက်ပါတယ် Kindness is never wasted. Even small friends can help you. ကျင်နာမှုဟာဘယ်တော့မှအလားအမဖြစ်ပါဘူး။သင်ဟာတစုံတစ်ယောက်အပေါ်စေတနာထားပြီးကူညီလိုက်မယ်ဆိုရင်အဲ့ဒီအကောင်းမြင်စိတ်နဲ့ကျင်နာမှုဟာတနေ့နေ့မှာတင့်စီကိုကောင်းကျိုးတစ်ခုအနေနဲ့မလွဲမသွေပြန်ရောက်လာမှာဖြစ်ပါတယ်။တင်းငယ်တဲ့တငယ်ချင်းတွေကတောင်တင့်ကိုကူညီနိုင်ပါတယ်။ဘသူကိုမှအထင်မသေးပါနဲ့ကိုယ့်ထက်အင်အားနည်းတယ်ငယ်တယ်လို့ထင်ရတဲ့သူတွေစီကနေလည်းတကယ်အရေးကြုံလာတဲ့အခါကြီးမားတဲ့အကူအညီတွေကိုရရှိနိုင်ပါတယ်။ပုံမြင်ထဲမှာပါတဲ့အသုံးဝင်တဲ့စကားလုံးလေးတွေကိုမှတ်သားကြည့်ရအောင်။ For a store oak ခဖမ်းမိခဲ့သည် Love ရေမောခဲ့သည် Roared ဟိန်းဟောက်ခဲ့သည် Hunter မို့ဆို Net ပိုက်ကွန်ပိုက်ကိုက်သည် Please let me go. ဒါဟာတစုံတစ်ခုကိုယဉ်ကျေးစွာတောင်းဆိုတဲ့အခါသုံးပါတယ်။ဥပမာ Please let me eat. ကျွန်တော်ကိုစားပါရစေ One day, I will help you. will ကိုအနာဂတ်မှာလုပ်မဲ့အရာတွေအတွက်သုံးပါတယ်။ဥပမာ I will go tomorrow. ငါမနှက်ဖြန်သွားမယ် The lion was caught in a net. ဒါကတော့ passive voice အပြုခံရခြင်းပုံစံပါခြင်းသေးကတစ်ခုခုကိုဖမ်းတာမဟုတ်ပဲခြင်းသေးကအဖမ်းခံရတာကိုဆိုလိုပါတယ် ဒီပုံပြင်လေးကကျွန်တော်တို့ကိုအချက်နှစ်ချက်တင်ပေးပါတယ် Don't underestimate anyone ဘသူ့ကိုမှအထင်မသေးပါနဲ့တင်းငယ်တဲ့ကြွက်ကလေးကခွန်အားကြီးတဲ့ချင်းသေးကြီးရဲ့အသက်ကိုကယ်နိုင်ခဲ့ပါတယ် Be kind သူတစ်ပါးပေါ်ကျင်နာခဲ့ရင်အဲ့ဒီကျင်နာမှုဟာတနေ့မှာကိုယ့်စီအကျိုးကျေးဇူးအနေနဲ့ပြန်လာတတ်ပါတယ်အားလုံးပဲကျေးဇူးပါနော်ဗီဒီယိုလေးကိုကြိုက်ရင် Subscribe လုပ်ပြီး comment လေးမှန်းခဲ့ပါနော်